စင်ပိတန်ရဲ့မိတ်ဆွေများလုံးမင်္ဂလာပါခင်ဗျာလက်တလုံးမှာစင်ပိတန်နာမည်ကိုလွှဲသုံးစားလုပ်ပြီးငွေကြေးလိမ်လည်မှုတွေပြုလုပ်နေတဲ့အကြောင်းသိရှိရပါတယ်ဒါကြောင့်အဲ့လိုလိမ်လည်ခံရခြင်းကနေကာကွယ်နိုင်ဖို့အတွက်အရေးကြီးအချက်တွေကိုရှင်းလင်းပြောပြလိုပါတယ်ပထမအချက်အနေနဲ့စင်ပိတန်ကုမ္ပဏီမှာချင်းငွေလျှောက်ထားဖို့အတွက်ကြိုတင်ငွေ၊စေရန်ငွေ၊စာရွက်စာတမ်းကြေး၊လျှောက်လွှာကြေး၊ဘာကြေးမှတစ်ပြားတစ်ချက်မှတောင်းခံခြင်းမရှိပါချင်းငွေလျှောက်ထားဖို့အတွက်ငွေလွှဲဖို့ပြောလာပြီဆိုရင်အဲ့ဒါလူလိမ်ပါဒုတိယအချက်ကတော့ချင်းငွေထုတ်ထားသူတွေအတွက်ပါချင်းငွေပြန်သွင်းဖို့အတွက်ရုံးမှာချင်းငွေလာထုတ်တုံးကပေးလိုက်တဲ့ငွေပေးသွင်းမှုပုံစံမှာပါတဲ့ QR code ကိုပဲစကန်ဖတ်ပြီးပေးသွင်းရမှာပါတခြားနည်းလမ်းနဲ့ငွေလက်ခံခြင်းမရှိပါဘူးခင်ဗျာ Mobile Bank Software ကနေစကန်ဖတ်လိုက်တဲ့အခါငွေလက်ခံသူနေရာမှာစင်ပိတန်ကုမ္ပဏီနာမည်ပေါ်နေမှာပဲငွေလွှဲရပါမယ်စင်ပိတန်ကုမ္ပဏီဟာ SYNPITARN စင်ပိတန်ကွင်းစားကွင်းပေးနဲ့ငွေထုတ်ထားတဲ့ခရိုင်နာမည်ကုမ္ပဏီ Limited ဆိုတဲ့ဘဏ်အကောင့်နာမည်နဲ့ပဲငွေလက်ခံပါတယ်စကန်ဖတ်လိုက်လို့ငွေလက်ခံသူနေရာမှာစင်ပိတန်ကုမ္ပဏီနာမည်မဟုတ်ပဲလူတဦးတယောက်ရဲ့နာမည်ဖြစ်နေတယ်ဆိုရင်ဒါမှမဟုတ်တခြားနာမည်ဖြစ်နေတယ်ဆိုရင်လုံးဝငွေမလွှဲပါနဲ့ငွေကြေးလိမ်လည်မှုများကင်းဝေးစေရန်တည်သူတွေကလည်းမသိရသူတွေကိုအချင်းချင်းကူညီကာကွယ်ကြဖို့တိုက်တွန်းလိုပါတယ်ခင်ဗျာတန်တရားဖြစ်เสียတွေ့ပြီဆိုရင်စင်ပိတန်ရဲ့ official call center 39394424 line ခွဲနံပါတ်4ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာအားလုံးလိမ်လည်မှုရန်မှကင်းဝေးပြီးအဆင်ပြေကြပါစေခင်ဗျာ